Hello hello ကျမရဲ့ဒီချန်လေးရောင်းချင်ပါပဲရှင်ချန်ထဲမှာဒီလိုချယ်လီပန်းလေးလည်းရှိပါတယ်ဘေးနားမှာလည်းအိမ်လေးရှိနေပါတယ်ရှင်ဒီလိုလေးပါချန်လေးကဝယ်ပြီးမထိန်သိမ်းရတာကြာတော့နည်းနည်းလေးရှုပ်တာနဲ့ချန်လေးလာထိန်သိမ်းရင်းနဲ့ရောင်းမယ်ဆိုတာပြောပြတာပါရှင်ညီဆိုတဲ့အမျိုးကယတနာတစ်ပါးပါရှင်ထိုက်တဲ့လူမှရပါတယ်ရှင်ညီဆိုတာကပုံလေးတော့ရှင်းလူကြီးတွေပြောတာမြေဝယ်မကြဆိုတဲ့စကားလေးရှိပါတယ်ရှင်မြေဆိုတာတိုးပွားလာတဲ့တဖြည်းဖြည်းနဲ့ဟိုကားတွေလိုရွှေတွေလိုစက်ရုံလိုမျိုးထုတ်လို့ရလာတဲ့ဟာမျိုးမရှိပါဘူးရှင်မြေဆိုတာမြေဝယ်မကြပေါ့နော်လူကြီးမိဘရဲ့စကားကိုမြေဝယ်မကြနားထောင်တယ်ဆိုရင်ကြီးပွားတယ်ချမ်းသာတယ်တိုးတက်တယ်အဲ့လိုပေါ့နော်မြေဆိုတဲ့စကားလေးတောင်မှမြေဝယ်မကြပါဘူးရှင်မြန်ရောင်းရင်အမျက်နဲမယ်ကြာထားရင်အမျက်များမယ်ဒါလေးပဲရှိပါတယ်ရှင်အဲကြောင့်မလို့ဒီမြေလေးကိုကျမဝယ်ထားတာကြာပြီမထိန်တိန်မဆောင်ရှောက်နိုင်လို့အဲကြောင့်မလို့ရောင်းမှာပါရှင်လေးဖက်လေးတန်လေးလဲကာထားပြီးပါပြီရှင်မျက်နှာစာလေးကတော့50နှစ်ရှိပါတယ်ရှင်ဒီလိုအရှိကတော့85တစ်ဖက်နဲ့ဒီဖက်က95ရှိပါတယ်ရှင်နှစ်ကွက်စာနီးပါးရှိပါတယ်ရှင်တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ကျမစီရဲ့ဆက်သွယ်လိုက်ပါရှင်ဒီလေးကိုဝယ်ထားတာကြာပြီကျမတို့ကအဝေးတနေရာမှာနေတယ်ဆိုတော့မထိန်သိမ်းနိုင်လို့ပြန်ရောင်းတာပါရှင်ဒီလိုအရှိမှလည်းအိမ်ကြီးရှိပါတယ်ဘေးမှာလည်းအိမ်ကြီးရှိပါတယ်နောက်တော့ဟိုးဖက်မှာလည်း view လေးတွေလှလှလေးရှိပါတယ်ရှင်လမ်းလေးကလည်းအရှိဖက်တလမ်းအနောက်ဖက်တလမ်းလမ်းနှစ်ဖက်ပေါက်လေးဖြစ်ပါတယ်ရှင်ကျမဒီချန်လေးကိုရှင်းလင်းစအချိန်မှာဝယုံတွေနဲ့ဝယုံဥတွေခေါ်တယ်လားဝါမြစ်တွေခေါ်တာလားရှင်အဲ့ဒါလေးကိုပဲဖုန်းနဲ့3-4ရက်တောင်ကော်ထုတ်ပြရပါတယ်ရှင်အခုကမထိန်သိမ်းမဆောင်ရှောက်နိုင်လို့ရောင်းတာဖြစ်ပါတယ်ရှင်ခြံထဲမှာလည်းအလကားပေးပါတယ်ရှင်လို့ချင်တဲ့လူရှိရင်လာယူပါလာယူရတာများနေပါပြီလကားပေးတယ်ဖုန်ကြီးကျောင်းတွေလည်းလူပါတယ်ရှင်ချန်လေးရောင်းချင်တဲ့အကြောင်းလေးပြောပြတာဖြစ်ပါတယ်ရှင်ခြံထဲမှာချယ်လီပန်းလေးကလည်းပြင့်နေပါပြီစိတ်ဝင်စားတယ်ဆိုရင်ဆက်သွယ်လိုက်ပါရှင်